လာပါဒီနေ့မှာတော့ပန်းချန်သွားတယ်တငယ်ချင်း၄ယောက်အကြောင်းမယ်ဒီဆက်ပြောမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတက်ရနော် like and subscribe လေးလုပ်ပေးကြပါဦးရှင့်ဟာအဲ့ရနေနော်ပြီရင်ချိုးရမယ်ဒီနေ့ငါအမျိုးပန်းချန်သွားဖို့အသေးပူစားရမယ်ကဲရင်ချိုးမယ်ကွာကဲရင်ချိုးမယ်ရေချိုးလို့ပြီးသွားတော့အခါဒီနေ့အင်ဂျီလေးကိုဒီဇိုင်းလန်းလေးဝေးရမှာပဲဒီဒီဇိုင်းလန်းလေးဝေးရမယ်ဘယ်ရောက်ကုန်တာလဲဟာဒီဇိုင်းလန်းလေးဝေးမှာဆိုတော့ဒီကနေပန်းချန်ဒီနေ့ကပန်းချန်တော့မှာဆိုကောင်းဝင်လေးပဲဝတ်လိုက်တော့မယ်အင်ဂျီလေးနဲ့အင်္ဂလိပ်ရှိတော့ဆိုပြီးတော့နော်ကဲသူကတော့ထုံးစံအတိုင်းကာလာလေးချင်းလိုက်ပါတယ်ကာလာချင်းပြီးတော့အခါအမေဒီနေ့တမီတငယ်ချင်းနေနဲ့ပန်းချန်သွားချင်လို့မရအောင်နော်ပါအမေကလည်းနော်တနေ့မှတစ်ခါပဲသွားရဟောင်းနော်ပါအမေကလည်းအဲ့ဒါဆိုလဲသွားနော်ညချက်စောပြန်လာခဲ့ဟုတ်ကဲ့အမေအမစပွဲအမအနက်စာဟုတ်ကဲ့မနက်စာတယ်ဆက်လို့ကိုကောင်းနေတာပဲအမေသွားရင်နော်ကားနစီတီးရတစ်စီးပဲယူသွားနော်အသားရောင်ယူသွားလိုက်ဟုတ်ကဲ့ငယ်ချင်းနေငါသွားခေါ်ရအောင်မယ်ဟိုမှာတငယ်ချင်းစောင့်နေတော့ဟာငါစောင့်နေရကြာလိုက်နေနောက်ကျရနော်ဟုတ်တယ်ငါအမေကပေါဖောက်လို့လေအေးလာမြင်တော့စို့ဟာကျန်တဲ့တငယ်ချင်းတွေလည်းခေါ်ရအောင်ပါလေဟုတ်တယ်ဟာဒီမှာတငယ်ချင်းရောက်တော့မတငယ်ချင်းဟဲ့နေနောက်ကျပြန်ပြီနော်ထုံးဆက်အတိုင်းဟုတ်ပါတယ်ဟုတ်တယ်ငါအမြဲနောက်ကျတယ်လို့ sorry နော်တကယ်ချင်းကဲဟိုမှာတကယ်ချင်း LA တော့ရအောင်ပဲသူ့နာမည်ကတော့သူကတကယ်ချင်းစစ်စုံတကယ်ချင်း၄ယောက်ရှိရပေါ့သူ့နာမည်ကတော့ Airy တဲ့သူ့ရဲ့ချစ်စုံတကယ်ချင်းတွေကလည်း၄ယောက်ရှိရပေါ့ကဲငါတို့ရမှုလဲတော့ထိုင်စားမယ်အရင်ဆုံးမုံရင်တော့ထိုင်စားရအောင်အေးမုံရင်တော့ထိုင်စားမယ်လေအဲ့ဆိုပြန်ကွေးလိုက်တော့မယ်နော်အေးမုံရင်တော့ထိုင်စားမယ်လားမြင်တော့စို့ကဲတော့မယ်တကယ်ချင်းလို့လားအတူတူထိုင်ရအောင်လေငါတို့လေရောက်ကွက်တီပဲဒီမှာထိုင်ကုန်နေဆိုတော့ကဲနှုတ်ထိုင်ကြလားလူစုံတက်စုံထိုင်ကြပြီပေါ့ငါကဒီနာစပစ်လေးပဲတောက်ကြည့်အောင်ဟာဆက်လို့ကောင်းနေရပဲကွာအကုန်လုံးကတော့မယ်တကယ်ချင်းလို့ငါတို့ပန်းချန်သွားဖို့နောက်ကျနေတော့မှာဟုတ်သားပဲပန်းချန်သွားရအောင်ပါကဲလာမြင်သွားစုငါတို့အမြဲဟောက်ကြလို့မဖြစ်ဘူးနော်ဟုတ်သားပဲအဲ့ပန်းချန်ကတစ်ခါဝင်1000နဲ့လူကြီးပဲဖြစ်ကလေးပဲဖြစ်ဟဟလာအဲ့ဒါဆိုငါကောက်ပမာရက်လိုက်ရမလဲဟိုအပြင်မှာလိုက်တော့ပေါ့ဒီနားမလာထင်တယ်ခါရရမယ်ညာကဲတော့မယ်လာမင်းမြန်တော့မယ်မင်းမြန်ဟာပန်းချန်ထဲမှာပန်းခင်းနေရလဲလာချက်ကွာဟုတ်ပါဒီမှာတကယ်ချင်းလာကြတော့ဒီမှာငါတို့တော့မယ်တကယ်ချင်းလူစီယာဘယ်နားမှလည်းမသိဘူးလူစီလားငါဟိုးဝီမမလို့တော့ရပန်းချန်လေးကအချက်ကောလက်လန်နေနော်ဟုတ်ပါကဲလက်သေးကြရအောင်ငါတို့တကယ်ချင်းလားလေငါတို့လေးယောက်ကဒီမှာရှောက်ကြည့်လောက်မယ်ငါမိုက်တယ်နော်မိုက်တာတော်တော်လေးကိုကဲငါအရင်မှစရင်းနော်ဟဲ့ကဲငါတို့ရအရင်ဆုံးဘယ်ထက်မှဝယ်စားမလဲဆိုတာစစ်စစ်မယ်နော်ကဲအဲ့ဒါဆိုအရင်ဆုံးထိုင်ပြီးတော့စကားတွေပါပြောရအောင်ဟုတ်တယ်ကဲတငယ်ချင်းတို့ရေငါတို့ကကျောင်းမှာအစီအစဉ်တစ်ခုရှိတယ်အစီအစဉ်ထဲမှာငါတို့ကကျောင်းကောင်စီထဲမှာပါရမယ်ဖြစ်တဲ့အတွက်ကြောင့်ငါတို့ကိုတနင်္လာနေ့နေရတီချာငါတို့စီစဉ်ရအောင်ဟုတ်တယ်အခက်စီးလိုက်ကလေးပြလိုက်လေကဲအခုပေါ့နော်တီချာငါတို့အာရုံစိုက်ပြောလို့မှဖြစ်မယ်ဒီပန်းချန်ထဲမှာလာဆိုရင်အကြောင်းရင်းနဲ့ပုံမှုတည်ရယ်ကဲအခုကြည့်ပြီးနေတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်
အော်